Okay အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတက်စုံပါဒီနေ့မှာကျွန်တော် Minecraft Survival ဆော့ပြတော့မှာဖြစ်ပါတယ်ဒါပေမဲ့ဒီရဲ့ Survival ရိုးရိုး Survival တော့မဟုတ်ပါဘူး Run နေပါဟုတ်ကဲ့ဗီဒီယိုလေးမစခင်မှာ Channel ကို Subscribe လုပ်ပြီးတော့အခုဗီဒီယိုကို Like လုပ်ဖို့လဲတောက်ဆိုချင်ပါတယ်ခင်ဗျ Okay ဗီဒီယိုစလိုက်အောင် Okay ရောက်လာပြီဆိုတော့ပထမဆုံးပြောတာ collect dot ဒီမြေကြီးတုံးတွေတူပါမှာတယ်ဟုတ်တယ်ตัว rank ก็ဒီပုံမှာပြရဟာဘာလဲငါ rank ကပါ rank ကရှာမရှိသေးဘူး okay ဒီတော့တပင်ခေါ်မယ်တပင်ခေါ်ခိုင်း practice တွေပဲလုပ်ပါတယ်okay ရပြီဆိုတော့ credit တွေပဲလုပ်ဖို့ဒီမှာနော် credit တွေပါခါပဲ stone နေကြောက်တုံတူရမယ်ကြောက်တုံတူရမယ်အခုကြောက်တူအတွက်ကြောက်တုံပေးလာမှတော့ရှာကောင်းမယ်ဆိုခုနကကြောက်တုံရှိမှလေကြောက်တုံမရှိဘူးဆိုနားမလားဒီနားမလားမရှိကြောက်တုံတွေစတွေ့နေနည်းနည်းလေးများများလေးတော့တူပါလိုက်လိုအပ်တော့များများလေးတူရမယ်လိုတလောက်တော့ okay ဒီလောက်ဆိုရင်တက်လို့ရတော့ okay ကြောက်တုံရလိုက်ဆိုအရင်ဆုံးခိုးရီတူတွဲ pick up crab ပဲပြောရှင်ဒီပတ်စင်တူပဲပြီးရင်တက်ကုန်တက်လင်းနေနေခေါ်လာသူခေါ်လက်ကိုလို့ပဲပြောတာဘယ်နှခုလဲလို့မပြောထားဘူးခိုးနားမရှိမရှိထင်သားပဲကြည့်ရတယ်တလုံး6လူနေရာဒီမှာရှိတယ်ဒါပေမဲ့ရေနဲ့ပြည့်တယ်တူတော့နည်းနည်းခက်မယ်နဲ့တူနှစ်ခုရခဲ့ပြီဆိုတော့ကိုနှစ်ခုရခဲ့ဆိုတော့စမတ် iron ingot တန်ချိုခိုင်းတာတန်ချိုကဒီမှာတန်နေရှိရတယ်တော့ပဲမြောက်အကြိုက်ဟာတထုံတော့အရင်လောက်ထားတယ်တွက်ဘယ်နဲ့တုံးလို့မပြောထားတော့တထုံပဲပြောထားကြောက်တုံရလိုက်ရိုးကျိုးမယ်ညရောက်တော့မှအဲ့ရောက်မယ်ကျိုးဒီမှာဒါလေးတိုက်လို့ရှိရင်ဒီမှာထားလိုက်မယ်တောင်ကျိုးတဲ့ဒီတက်တာနဲ့ပဲကျိုးလိုက်တော့မယ်တိုက်ရဒီမှာကောင်းရောက်ဒီမှာအိမ်လေးရောထားပြီးရတော့မိုက်အိမ်ကြီးတကားပွင့်တော့ပေါ်တက်ကြည့်လိုက်ဘာရှိမှန်းသိပေါ်မှာရေတိုက်လိုမျိုးတို့ဟာခြံစီရိုးနေကာခြံမဟုတ်ပါဘယ်လိုမျိုးလဲတော့ရေတိုက်လိုမျိုးအထဲမှာဘာရှိမှန်းသိအဲ့ရှာကတဲ့လေးမှလည်းမရှိတော့ကွာကတဲ့လိုပါဆိုတော့ထောင်နဲ့တူရတာကြီးโอเคအပြင်မှာအနေများအထဲမှာပဲနေအောင်အထဲမှာနေမယ်โอเคညဒါလေးပြေးခဲ့တာနေရာချမှာဝါဆိုဘာဖြစ်ပါဒါဆို cross iron block လား iron block လောက်ခိုင်းတယ်နော်စမီလေးရှိတော့အထဲမှာဝင်နေလိုက်တော့ငါအဲ့ရလည်းမရှိဘူးမနေ့ထိကြောင်ပဲစောင့်နေအောင်မရှိတော့တယ်โอเคခုမနေ့လည်းရောက်လာပြီဆိုတော့အလုပ်လေးစားမယ်ပေါ့အလုပ်စားမယ်ညစိတ်မလည်းမရဘူး
mission ကျွန်တော် mission ချုပ်အချုပ်လောက်ထားဆိုအခု rank ကဟောမြင်တော့မြင်လာတော်တော်မြင်လာငွေအောင်လေးနဲ့ငွေအောင်ကတန်ရင်တော့ညတန်တော့လားငွေတော့ကဘာလားမသိဘူးအခုမှနည်းနည်းလေးပဲရှိတယ်ဆိုတော့ level နဲ့လေးဆိုတော့ငွေတုံးတန်တော့ဝင်ထင်တယ်โอเคညတာထပ်ပြလိုက်မယ်iron လို့လို့ iron နဲ့တော့တူရမယ် iron တော့တူမယ်နော်ဒီနားလေးပဲကြည့်နေအမပေးလိုက်မယ်အစင်းရိုက် iron နဲ့ထပ်တူလို့ဒီရဲ့တလောင်းနေမြပြီဒါလေးရဟာလေးရင်တော့ကျူပါမယ်ရှားလေး hello နွားလေးရောခဲငါမတွေ့မရှိဘူးအစားစားလို့လည်းကြောက်ဟုတ်မှာမခွေရိုင်းလို့ဟာညမှာအောက်မှာတူပါလေโอเคတတ်တာခွေလေးโอเคတုံးမွေးတုံးတော့ရလာပြီဆိုပါလို့မြတ်တယ်ဒီအောင်အားရောနေတခြားလာအောင်မယ်အိုင်းလေးထပ်တူတယ်ဒီဝိနာမရှိပါနဲ့โอเคဒီမှာအားရောတွေ့ပြီဆိုတော့ဝိုးအဲ့တော့အများကြီးရောကောင်းပါလားအများကြီးမဟုတ်ဘူးကောင်းပါတယ်ကောင်းတော့ကောင်းပါတယ်လို့ရှိတာဒါလုံလောက်တယ်ပေါ့ရတာတန်လေးကြိုလိုက်အောင်မယ်ခေတာနဲ့ဆင်ဒါဘယ်နော်မနဲ့လေခေမနဲ့လေရောက်တော့မှာဆိုတော့ကြည့်လိုက်အောင်မယ်ရပြီလားရတော့ပြီဒီမှာထည့်လိုက်မယ်ရှိဒီမှာဆိုiron ဖူးရမှာတော့အခု run လောက်ရောက်ရဲဆိုဟောကြေးထီရောရောက်ရဲအဲ့ဒါကနာဟာတန်မဟုတ်တယ်ကြောက်တုံးထင်တယ်ဟိုကြေးထီရောရောက်ရဲဟာကြေးရဆိုတာလေစိုးသေးရဆိုဟိုပြီးမြင်ရမယ် iron block ပြင်ပြီးတော့ဖူးရမှာတော့မရတော့တယ်ဟုတ်ထုတ်လုံးโอเคဒီနေ့ပို့ရတယ်ပို့ရပဲဤဆိုတော့တပ်ပြန်ထူမယ်ဒီမှာ iron တွေအဲ့ကျွန်တော်ဒူးလာတာလဲ iron နဲ့အများကြီးရလိုက်ဆို iron တော့ကြုံမဲ့ဖူးဒါလေးကိုဒီနောက်မှနေနေထည့်လိုက်မယ်ပြီးရင်ဒီမှာလည်းနည်းနည်းထည့်လိုက်မယ်ခေချက်တာချက်ဖို့တော့ဒီမှာချက်လည်းချက်တာဟောတော့ရရင်12လောက်လောက်ပါလောက်တော့လောက်ပါပေါင်းပြီးရလို့ချက်နေပဲဒီစမ်းပဲခေကျွန်တော်ညဘက်ရောက်တာနဲ့ဇူမီဖောင်းတယောက်တားမယ်ဒီဆုံးဒီမှာစားရိတ်ခါတွေပါကြီးကျွန်တော်ဓာတ်လောက်အောင်မယ် iron ရှိတယ် iron ဒီဟာနဲ့ဓာတ်လောက်မယ်နောက်ဆက်ရiron ဓာတ်ကဲအဲ့အခုကျွန်တော်ကဇူမီနဲ့တိုက်ခတ်ဖို့အသင့်ဖြစ်နေပေါ့နော်ညရောက်ဖို့ပဲစောင့်ရအောင်โอเคရိုး skeleton နေရွယ်မလည်းခွေးပါဇွန်မီရဲ့ရှားတော့ဇွန်မီလည်းမတွေ့ဝေးအောင်ပြုံလိုက်အများကြီးပဲဇွန်မီတွေကောင်းနေတစ်ပင်မှလာညက်နေကြ
အခုဆိုရင်ဇွန်ဘီက16အောင်လောက်တော့တက်သွားပြီဆိုတော့နောက်ထပ်လူသေးတက်တယ်โอเคအခုဆိုရင်ဇွန်ဘီကိုတက်လာကျွန်တော်ပတ်စိန်လဲဓာတ်နဲ့ pickaxe လည်းပြတ်သွားပြီပေါ့ဇွန်ဘီကိုတက်လာအခုဆိုရင်ကျွန်တော်ဓာတ်နဲ့ pickaxe လည်းပြတ်သွားပြီဆိုဒီပတ်စိန်လေးတစ်ခုပါပေါ်အောင်မှာဇွန်ဘီတော့တက်လာလည်းများနေ90လေးကျော်နေဘယ်လောက်လဲအောင်မသိဘူး90တော့မှမသိ90ကျော်99နောက်ထပ်တစ်ခေါင်မလို့ပါဒီခေါင်တက်လို့ပြန်တယ်ကျော် level တက်โอเคမနက်ခင်းလေးရောက်တော့โอเคအခုဆိုရင်ဗီဒီယိုလေးကြာသွားပြီဆိုတော့ဒီလောက်နဲ့ပဲနားလိုက်တော့โอเคဒီနေ့ဗီဒီယိုလေးကတော့တော်လောက်ပါပဲခင်ဗျာကြည့်ရှုပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဘိုင်ဘိုင်